ဒါကတော့ကျွန်တော်ဘန်ကောက်ပြည်စိမ်းကိုအရသာအရှိဆုံးဖြစ်အောင်ချက်ပြုတ်တဲ့နည်းလမ်းပဲဖြစ်ပါတယ်တကယ်ကိုအရသာရှိလုံးလို့တင်လဲတေချာပေါက်သဘောကျနှစ်သက်မှာပါပထမဦးဆုံးဘန်ကောက်ပြည်စိမ်းကိုအပွင့်ဖက်တေးသေးလေးတွေဖြစ်အောင်နှိမ့်ဖြတ်လိုက်ပါအိုးထဲမှာရေကိုစူအောင်တီးပြီးစားနဲ့အစီအနှဲငယ်ထည့်ပေးရပါမယ်ပြီးရင်တော့ဘန်ကောက်ပြည်စိမ်းတွေကိုထည့်ပြီးစက္ကန့်30ခက်ရင်နှွေးဖြောပေးပါပြီးရင်တော့ပြန်ဆဲပြီးရေးစစ်ထားလိုက်ပါပကံလုံးတစ်လုံးထဲကိုပဲငင်ပြရေးခရုစီစားစက်သားမုတ်တကြားနဲ့ပြောင်းဖူးမုတ်တို့ထည့်လိုက်ပါတေချာနဲ့အောင်မှွေပြီးခိတဖယ်ထားပေးရပါမယ်ကျွန်တော်ကတော့အခုလိုမျိုးရိုးရှင်းတဲ့တရုတ်ဟင်းချက်နည်းတွေကိုနေ့စဉ်မျှဝေပေးနေတာမို့ကျွန်တော်ရဲ့ဗီဒီယို channel ကိုလည်း subscribe လုပ်ထားပေးပါဦးနော်အဲဦးတဲ့စီပူလာရင်စက်တုံဖြူတောင်းတွေထည့်ပြီးငွေပေးပါအနက်မွေးလာတဲ့အထိကြော်ပြီးရင်တော့စောစောကအစင်တင်းဆက်ထားတဲ့ဆော့ရည်တွေကိုလောင်းထည့်လိုက်ပါဆော့ရည်တွေပြစ်ခဲလာတဲ့အထိတီထားပေးရပါမယ်ပြီးရင်တော့ရေစစ်ထားတဲ့ပန်းကော်ဖီစိမ်းတွေထည့်လိုက်ပါပန်းကော်ဖီစိမ်းတွေပေါ်မှာဆော့ရည်တွေနှက်ဆက်သွားအောင်အထက်အောက်တမအောင်ငွေပေးရပါမယ်အခုဆိုရင်တော့စက်တုံဖြူအနက်မွေးပြန့်ပြီးကျွတ်ရွာနဲ့အစီမပြန်းတဲ့စက်တုံဖြူပန်းကော်ဖီစိမ်းကြော်လေးရရှိသွားပါပြီအိမ်မှာအခုပဲလိုက်လံချက်ပြအောက်ကြည့်လိုက်ပါဦးခင်ဗျာဒါကတော့ကျွန်တော်ဘန်ကောက်ပြည်စိမ်းကိုအရသာအရှိဆုံးဖြစ်အောင်ချက်ပြုတ်တဲ့နည်းလမ်းပဲဖြစ်ပါတယ်တကယ်ကိုအရသာရှိလုံးလို့တင်လဲတေချာပေါက်သဘောကျနှစ်သက်မှာပါပထမဦးဆုံးဘန်ကောက်ပြည်စိမ်းကိုအပွင့်ဖက်တေးသေးလေးတွေဖြစ်အောင်နှိမ့်ဖြတ်လိုက်ပါအိုးထဲမှာရေကိုစူအောင်တီးပြီးစားနဲ့အစီအနှဲငယ်ထည့်ပေးရပါမယ်ပြီးရင်တော့ဘန်ကောက်ပြည်စိမ်းတွေကိုထည့်ပြီးစက္ကန့်30ခက်ရင်နှွေးဖြောပေးပါပြီးရင်တော့ပြန်ဆဲပြီးရေးစစ်ထားလိုက်ပါပကံလုံးတစ်လုံးထဲကိုပဲငင်ပြရေးခရုစီစားစက်သားမုတ်တကြားနဲ့ပြောင်းဖူးမုတ်တို့ထည့်လိုက်ပါတေချာနဲ့အောင်မှွေပြီးခိတဖယ်ထားပေးရပါမယ်ကျွန်တော်ကတော့အခုလိုမျိုးရိုးရှင်းတဲ့တရုတ်ဟင်းချက်နည်းတွေကိုနေ့စဉ်မျှဝေပေးနေတာမို့ကျွန်တော်ရဲ့ဗီဒီယို channel ကိုလည်း subscribe လုပ်ထားပေးပါဦးနော်အဲဦးတဲ့စီပူလာရင်စက်တုံဖြူတောင်းတွေထည့်ပြီးငွေပေးပါအနက်မွေးလာတဲ့အထိကြော်ပြီးရင်တော့စောစောကအစင်တင်းဆက်ထားတဲ့ဆော့ရည်တွေကိုလောင်းထည့်လိုက်ပါဆော့ရည်တွေပြစ်ခဲလာတဲ့အထိတီထားပေးရပါမယ်ပြီးရင်တော့ရေစစ်ထားတဲ့ပန်းကော်ဖီစိမ်းတွေထည့်လိုက်ပါပန်းကော်ဖီစိမ်းတွေပေါ်မှာဆော့ရည်တွေနှက်ဆက်သွားအောင်အထက်အောက်တမအောင်ငွေပေးရပါမယ်အခုဆိုရင်တော့စက်တုံဖြူအနက်မွေးပြန့်ပြီးကျွတ်ရွာနဲ့အစီမပြန်းတဲ့စက်တုံဖြူပန်းကော်ဖီစိမ်းကြော်လေးရရှိသွားပါပြီအိမ်မှာအခုပဲလိုက်လံချက်ပြအောက်ကြည့်လိုက်ပါဦးခင်ဗျာ